ဝတ်တဲကြော်ဆိုတာချက်တိုင်ရင်အရန်စားကောင်းပေမဲ့မချက်တိုင်ရင်တော့မဆက်ဆက်ကြီးဖြစ်တာဒါမှမဟုတ်ညီနဲ့နာနာမျိုးဖြစ်တတ်ပါတယ်အခုပြောပြပေးမယ်ဝတ်တဲမွေးမွေးအိတ်ကြော်နီးလေးကတော့ဆိုင်ကချက်ပြီးတဲ့ကတိုင်းနူးညံ့ဆိုပြီးထမင်းမြိန်စေးမှာအသေးချပါပဲအသေးကြော်ရမှာအရေးကြီးဆုံးကဒီအဆင့်ပါပဲဝတ်တဲကိုအချက်ပပလေးတွေအရင်လှီပါလှီထားတဲ့အသေးထဲကိုစားနဲ့ဂျုံမှုန်အရင်ငယ်ထည့်ပြီးတမအောင်နယ်ပေးပါဂျုံမုတ်ကအသေးထဲကသွေးတွေနဲ့အညီနဲ့နီကိုဆုပ်ယူသွားမှာပါပြီးရင်တော့ရေစင်စင်ဆေးပြီးရေးစဲထားလိုက်ပါဒါဆိုရင်တော့တန်ရှင်းတော့ပတဲ့အသေးလေးတွေရပါသည်အသေးကိုနူးညံ့နေစေဖို့အတွက်ရေးစဲထားတဲ့အသေးသေးကိုစားငရုတ်ခေါင်းမုံပဲငပြာကြီးအကြီးပဲငပြာကြီးအနောက်နဲ့ပြောင်းမှုမုတ်တို့ထည့်ပြီးနေပေးပါပြောင်းမှုမုတ်ကအသေးကိုကြော်လိုက်တဲ့အခါအပြင်သားကိုချောင်းမွေစေပြီးအထဲကအရေးတော့ကိုထိမ့်ပြီးထားလို့10မိနစ်လောက်နှက်ထားရုံနဲ့တင်အသားကအိတ်ဆက်သွားမှာပါအသေးကအကြာကြီးကြော်ရင်မာသွားတယ်လို့ဒီအစိမ့်ကိုဂရုစိုက်ရပါမယ်။တဲရုပ်ထဲစီပူလာရင်ဂျင်းကျက်သွန်ယူငရုတ်သီးစိမ့်နဲ့ငရုတ်သီးကျင်တို့ကိုထည့်ပြီးစီတပ်ပါ။ငရုတ်သီးကျင်ရဲ့အနံ့ကအသေးရဲ့အရသာကိုပိုပြီးထူးခြားစေပါတယ်။ငွေးလာပြီဆိုရင်တော့နှက်ထားတဲ့အသေးတွေကိုထည့်လိုက်ပါ။မီးရှင်ပင်းပင်းကိုသုံးပြီးအသားရောင်ကျန်းသွားတဲ့အထိခဏလေးပဲမြင်းမြန်းတွတ်မွေပေးပါ။နောက်ဆုံးမှာတော့ကျက်သွန်မိကလေးတွေထည့်ပြီးနူးသွားတာနဲ့မီးပိတ်လိုက်ရုံပါပဲဒီနည်းတိုင်းကြော်ထားတဲ့ဝတ်အသေးဟာညီနလုံးဝမရှိပဲခံတွင်းထဲမှာနူးနူးညံ့ညံ့နဲ့အရာသာတွေစင်ပါပါအထူးသဖြင့်ငရုတ်သီးကျင်တဲ့အနက်လေးနဲ့မို့ထမင်းပူပူလေးနဲ့ဆိုရင်3ပတ်ငါလောက်တော့အသားလေးစားကုန်ပါပါလောရတာလွယ်ကူပြီးအရာသာကရှဲမို့လို့အိမ်မှာဒီနေ့ပဲဆန်းလို့ကြည့်ဖို့မမေ့နဲ့နော်